ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာတော့ Solomon Ring ဆိုတဲ့လက္ခဏာအကြောင်းပေါ့နော် Solomon Ring ကသူ့ရဲ့ဒီနေရာဘယ်နေရာလဲဆိုလက်ညှိုးရဲ့အောက်ခြေဂျာတာပရိဂျိုကိုရဲ့ပုံမှာ white ပြီးတော့တည်ရှိနေတဲ့လမ်းကြောင်းပေါ့နော်ဒါကိုကျွန်တော်တို့က Solomon Ring ဆိုပြီးကျွန်တော်တို့သတ်မှတ်ထားတယ်ပေါ့သူရဲ့အာနိသင်ကဘာလဲဆိုတော့ခေါင်းဆောင်ဖြစ်မဲ့ကန်ဆာတာပိုင်ရှင်တချို့တွေကကြတော့ Solomon Ring ကိုနှစ်ချက်ပါဒီလိုပုံကိုယ်တွေကြတော့ဘယ်လိုမျိုးလဲဆိုသူ့လိုကိုလိုအရေးချင်းတူတဲ့သူတွေရဲ့ပုံမှာမှထပ်ပြီးတော့ခေါင်းဆောင်လုပ်ရမယ်ကံကြမ္မာပိုင်ရှင်ဖြစ်သွားတယ်တချို့တွေကြတော့သုံးသက်တောင်ပါတယ်သုံးသက်တောင်ပါတဲ့ပုံကိုယ်ဆိုလို့ရှိရင်เนาะဒါဖွဲ့စည်းတစ်ခုခုဌာနဆိုင်ရာတစ်ခုခုဒီလိုနေရာမျိုးတွေမှာထိတ်တန်းခေါင်းဆောင်ပိုင်းဖြစ်မဲ့ပုံကိုယ်မျိုးလို့ပြောလို့ရတယ်နိုင်ငံတော်အဆင့်အချို့တာဝန်ယူတဲ့သူတွေရဲ့လက္ခဏာမှာဆိုလို့ရှိရင်အဲ့ဒီလို Solomon Ring သုံးသက်ပါတာကိုတွေ့ရတယ်ပေါ့နော်ဒါ Solomon Ring ရဲ့အကြောင်းကိုပြောပြတာပါအားလုံးပဲကျေးဇူးတင်ပါတယ်